ကျွန်တော်ကိုကျော်မျိုးမင်းကိုကျွန်တော်ပြောချင်တာလေးပေါ့နော်အညာမြေပေါ့နော်မြန်မာပြည်အလဲပိုင်းအညာမြေဒေသမှာထိုင်နေတဲ့ PDF တွေမှာလက်နက်ခဲရပြည့်စုံလို့လားဆိုတဲ့မိကွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ဖြေပေးချင်တာကဘာလဲဆိုတော့မြန်မာပြည်အလဲပိုင်းဖြစ်တဲ့ဒီမြန်မာပြည်အလဲပိုင်းဆိုတဲ့အညာဒေသမှာထိုင်နေတဲ့လက်နက်ကင် PDF တွေစီမှာလက်နက်ခဲရပြည့်စုံရလားဆိုပြီးမှမိကွန်းကိုနောက်ထပ်မမေးတာပိုကောင်းမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လက်နက်ခဲရမပြည့်စုံတဲ့အညာဒေသကတပ်ဖွဲ့တွေကိုတော့မှဒီမြန်မာတက်မတော် Standard Army ကခုချိန်ထိနိုင်အောင်တိုက်နိုင်သေးဘူးအဲ့ဒါကိုသိစေချင်တယ်ပြီးတော့ဒီအညာဒေသမှာရှိတဲ့လက်နက်ကင်တပ်တွေဒီပေါပန်40ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းတွေမဟုတ်ဘူးစစ်ကောင်စီရဲ့ရုံးမှမှုကြောင့်စစ်ကောင်စီရဲ့ရုံးမှမှုမခံရနိုင်လို့လက်နက်ဆွဲကင်ကြတဲ့သူတွေမြန်မာစစ်တပ်ဒီအာဏာသိမ်းနေရတယ်သိမ်းသွားတယ်အဲ့ဒီမှန်သေးရဲ့မဲမတမာမှုကြောင့်အာဏာသိမ်းနေရတယ်အဲ့ဒီကျွန်တော်တို့လက်ခံပေးလို့ရသေးတယ်မဲမတမာမှုကြောင့်အာဏာသိမ်းနေဆန္ဒပြတဲ့လူငယ်တွေဆန္ဒပြတဲ့ပြည်သူတွေကိုတနက်နဲ့ပြတ်တက်ခဲ့တယ်အဲ့ဒီမှာအဲ့ဒီတုံးကလာမြန်မာစစ်တပ်ကဒီလိုလက်နက်နဲ့အနိုင်မကျင့်ခဲ့ဘူးဆိုရင်အညာဒေသမှာလက်နက်ကင်တက်တွေကပေါ်ပေါက်လာခဲ့မှာမဟုတ်ဘူးအေးစစ်စစ်ညှိနှိုင်းခဲ့မယ်ဖြည့်ရှင်းခဲ့မယ်ဆိုရင်အညာဒေသမှာလက်နက်ကင်တက်တွေကပေါ်ပေါက်လာခဲ့မှာမဟုတ်ဘူးတိုးတော့စစ်တပ်ဘက်ကစပြီးကြမှာပြည်သူတွေကိုအကြမ်းဖက်တဲ့လုပ်ရက်တွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ Defense Force ဖြစ်တဲ့ People Defense Force ဆိုတဲ့ခေါင်းစဉ်တစ်ခုနဲ့ PDF ဆိုတဲ့တပ်ဖွဲ့တွေကိုကိုစီကုံကဒေသအလိုက် local တွေအလိုက်ဖွဲ့စည်းလာခဲ့ကမှစစ်ကောင်စီကိုဖြုတ်တာလက်ရှိဒါ၄နှစ်ကျော်လာခဲ့ပြီပေါ့နော်၄နှစ်အတွင်းမှာစစ်ကောင်စီအင်အား8000နီးပါးထိဆုံးရှုံးခဲ့တယ်8000နီးပါးထိတိတ်ဆုံးခဲ့တယ်ပေါ့နော်တိတ်ဆုံးခဲ့တယ်အဲ့ဒါတွေကအဲ့8000နီးပါးထိတိတ်ဆုံးတာကကျွန်တော်တို့လောက်ကြံပြောတာမဟုတ်ဘူးနော်အတီတက်ထဲမှာတကယ်ကြခဲ့တာကျွန်တော်တို့ PDF တွေလည်းကြာဆုံးမှုတွေရှိတယ်ကျွန်တော်တို့ PDF တွေဒီတနိုင်ငံလုံးအတိုင်းအတာနဲ့မှ9000ကျော်ပဲရှိတယ်အဲ့ဒါအတီမင်းတို့ PDF တွေကဘာဖြစ်လို့ဖြစ်တာလဲဆိုရင်အဲ့လောက်ပဲကြာတာလဲဆိုရင်ကျွန်တော်တို့ PDF တွေကပျောက်ကြားစင်းနီးပြီးပါဘူးကျင့်သုံးတယ်ပြီးတော့ဒေသခံတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြေကိုကျွမ်းကျင်တယ်အဲ့ဒါကြောင့်မလို့အကြဆုံးနေတာဖြစ်တယ်ပြီးတော့ပြည်သူရဲ့မြစ်တာကိုရလို့အကြဆုံးနေတာဖြစ်တယ်လက်ရှိမြန်မာစစ်တပ်